အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဘဟုတုတလေးတစ်ခုပြောပြချင်လို့ပါနော်ဟောတာကတော့အန်တီနန်အမြဲတမ်းတောက်သုံးနေတဲ့အန်တီနန်ရဲ့နေ့စဉ်တောက်သုံးနေတဲ့ဒါဆေးဘူးပေါ့နော်ဒါကတွေးကြဆေးပါလို့ဒါကလေ B12 ပေါ့နော်အန်တီနန်ဟိုစားလက်တွေထုံကျင်လို့ဆိုမှတန်နဲ့တွဲတောက်ရပါတယ်လို့ဒါကတော့အစီညာလို့ဆိုပြီးမှညအဲ့ရဝင်ခံပြီးမှတောက်ရတဲ့ဆေးပါလို့နော်ဒါကပါရာစီတမောပေါ့နော်ပြီးတော့ဒီဘက်မှာလည်းအဲ့လိုမျိုးဒါကတော့မနေ့တိုင်းတောက်ရတဲ့ဆေးပေါ့နော်ဒါလည်းတစ်ပတ်တစ်ခါတောက်ရတဲ့ဒါနေ့စဉ်တောက်ရတဲ့ဆေးကပေါ့နော်အဲ့လိုလေးထပ်ထားပါတယ်လို့နော်အဲ့ဒီမှာဒီတစ်ခေါက်ဆေးရုံသွားတဲ့အချိန်မှာပေါ့နော်ဆရာဝန်ကအန်တီနန်ကိုဟောဒီဆေးလေးပေးလာပါတယ်လို့အန်တီနန်ထုံကျင်နေတာတက်တာလားလို့မေးတယ်ပေါ့နော်အဲ့မှာအန်တီနန်ကလည်းမတက်တာဘူးပေါ့ဒါနဲ့သူကဒီဆေးလေးကိုပြောင်းပေးလိုက်တယ်ပြောင်းပြီးတော့အန်တီနန်ကတောက်ဖို့ကနည်းနည်းစိုးရိမ်နေတော့အဲ့ရဝင်ခံနီးမှပဲတောက်ခိုင်းတာလေနော်အဲ့တော့နည်းနည်းစိုးရိမ်မှုရှိတာပေါ့ဒါနဲ့ AI ကိုမေးလိုက်တာAI ကပြောပါတယ်ဒါကအန်တီနန်တောက်သုံးတင်နေပေါ့နော်ဒါကဒီထုံကျင်တာတွေကိုတောက်တက်တာစေတယ်ဒါပေမဲ့အိတ်ငိုက်မှာမလို့တဲ့ညအိတ်ရဝင်မဲ့အချိန်ကျမှတောက်ပါတဲ့အဲ့လိုဆိုတော့အန်တီနန်အတွက်အိတ်ငိုက်တာကိုတက်တာစေတယ်ပေါ့နော် AI ကိုမေးချင်အပြင်ကောင်းတာလေးတွေရှိတယ်ပေါ့နော်ကိုမသိတာတွေကိုကိုကမေးမြန်းကျမရေးအတွက်ပေါ့နော်နောက်တခြားကိစ္စတွေလည်းမေးလို့ရပါတယ်လို့နော်နှုံးကဟောဒီဆေးကိုပေးပါတယ်အခုဒီဆေးအစားပေါ့နော်ဒီဆေးကိုတိုးပေးလိုက်တာပါအန်တီနန်ကကင်ဆာရင်သားကင်ဆာဖြစ်တဲ့သူဆိုတော့လေကီမိုဆေးကိုနားပြီးတဲ့နောက်ပိုင်းပေါ့နော်ဒါကိုထပ်ပြီးစားခိုင်းပါတယ်ဒီဆေးရဲ့ပုံစံကတလေးပေါ့နော်ဒီဟာပေါ့နော်ပြီးရင်ဒါကိုလည်းတွဲပြီးစားပါတယ်နောက်ခါဟောဒီအသေးအားဆေးပေါ့အသေးဆေးပေါ့နော်အဲ့ဟာသူ့ရဲ့ဘူးကဒီလိုပုံစံပါဒီလိုပုံစံလေးနဲ့ပါလို့အရင်တုန်းကဟောဒီလိုဘူးပြာလေးပါဒီဘူးပြာကိုပေးပြီးတော့နောက်ထပ်ဒီဘူးဖြူလေးပြောင်းတဲ့အချိန်မှာဆရာဝန်ကမစိုးရိမ်ဖို့ဆေးအာမီတင်ချင်းကလည်းအတူတူပဲပေါ့နော်အတေချာလေးရှင်းပြပြီးမှတောက်ခိုင်းပါတယ်လို့နောက်ထပ်တစ်ခုကဟောတာပေါ့နော်ဒါလေးကိုအန်တီနန်ကိုတပတ်မှတစ်ခါပဲစားခိုင်းနေပေါ့နော်ရက်ကိုအတိအကျနဲ့အချိန်နဲ့အတိအကျနဲ့ပေါ့နော်ဒီအသေးဆေးလေးတူတူပါပဲဒါကိုအချိန်အတိအကျစားခိုင်းပါတယ်ဘယ်ချိန်စားမယ်ဆိုရင်နောက်နေ့လည်းအချိန်တိကျဒါလည်းအချိန်အတိကျရက်အတိကျပေါ့နော်အဲ့လိုမျိုးစားခိုင်းပါတယ်လို့ဒါကင်ဆာနဲ့ပတ်သက်ပြီးတော့မှစားခိုင်းတဲ့ဆေးတွေပါလို့အန်တီနန်ပြောချင်တာတော့ပေါ့နော်ဆေးအကြောင်းတွေပါတယ်ကိုကတိချင်တယ်ဆိုလို့ရှိရင် AI မှာမေးလို့ရပါတယ် AI ကသူရှင်းပြလိုက်တာလေအချိန်စရာနဲ့ဗာနဲ့ကိုထွက်လာတာပဲအချိန်မှာဘယ်လိုစားပေါ့နော်ပြီးရင်ကြားထဲမှာကိုကလေ့ကျင့်ခန်းလေးတွေလည်းလုပ်ပြီးဖို့လဲသူကတိုက်တွန်းထားပါတယ်လို့နော်အားလုံးပဲကျမပျော်ရွှင်ရှိကြပါစေလို့အန်တီနန်ဆုတောင်းပေးလိုက်ပါတယ်နော်